တောက်ကြသားသမီးပုရိဘွားမှာမဟုတ်ဘူးဘယ်ပုရိဘွားပဲဖြစ်ပုရိဘွားတွေအကုန်လုံးအတွက်ကိုစာအချိုးလေးတချို့ရှိတယ်ဒါဒီဗီဇပဲဖြစ်တယ်ပုရိသဘောမကြော်သောပုရိအတုမရှိတဲ့အဲ့တော့ပုရိမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ဖြစ်သူတို့ရဲ့ဗီဇမန္တန်ကိုကဘာလဲလုပ်ရင်လုပ်မလုပ်ဘူးဆိုလို့ရှိရင်မလုပ်နဲ့လုပ်ပြီဆိုလို့ရှိရင်အောင်မြင်အောင်လုပ်ထွန်းပေါအောင်လုပ်တကယ်အောင်မြင်လာပြီဆိုတဲ့အခါကျလို့ရှိရင်လေတခြားသောပုဂ္ဂိုလ်တွေအောင်မြင်တာထက်ပုံမို့ပြီးတော့အရှိန်အဟုန်ကောင်းနဲ့ကိုအောင်မြင်လိမ့်မယ်လို့ပြောထားတဲ့စကားတစ်ခုဖြစ်တယ်ဆိုတော့တောက်ကြနေမှာမွေးဖွားတဲ့ပုရိဘွားမှမဟုတ်ဘူးပုရိဘွားတွေအကုန်လုံးအနေနဲ့ဒီဘဝမှာမလုပ်ဘူးဆိုဘာမှကိုမလုပ်နဲ့လုပ်ပြီဆိုလို့ရှိရင်အဲ့ဒါထိတ်ဆုံးတွေရအောင်လာလို့ခင်ဗျားတို့ထိတ်ဆုံးကိုရောက်ပြီဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်သူမှကိုလိုက်လို့မမီနိုင်လောက်အောင်ခင်ဗျားတို့ရဲ့အောင်မြင်မှုတွေကကြီးကျယ်ခမ်းနားနေမယ်လို့ပြောတာဖြစ်တယ်ဟုတ်ပြီပုရိဘွားတွေအနေနဲ့တမိုင်းထဲမှာတကယ်အောင်မြင်သွားတဲ့ပုံကိုယ်တွေအများကြီးရှိလာလို့မေးရင်တောက်ကြသားသမီးပုရိဘွား2ယောက်ကိုကျွန်တော်ပြပြမယ်ပထမတစ်ယောက်ကသုံးလောကထထသက်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဖြစ်တယ်တောက်ကြသားပုရိဘွားဖြစ်တယ်နောက်တစ်ယောက်ကတတိယမြန်မာနိုင်ငံကိုတီထောင်သွားတဲ့အလောင်းမတရားကြီးဥအောင်စရာဖြစ်တယ်သူလည်းတောက်ကြသားပုရိဘွားဖြစ်တယ်ဆိုတော့ခင်ဗျားတို့ဘာလို့မအောင်မြင်ရမှာလဲပုရိဘွားတွေဟာဘာလို့မအောင်မြင်ရမှာလဲမအောင်မြင်စရာအကြောင်းကိုမရှိဘူးအောင်ကိုအောင်မြင်တယ်လောကကြီးထဲမှာအချင်းရင်းမှာပဲဖြစ်ဖြစ်အိမ်တော်ရင်းမှာပဲဖြစ်ဖြစ်မိသားစုရင်းမှာပဲဖြစ်ဖြစ်ဝေးကြီးပိုင်းဆင်ရံနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အောင်မြင်ကြော်ကြားတဲ့ပုဂ္ဂိုလ်လူချစ်လူခင်များတဲ့ပုဂ္ဂိုလ်မိသားစုနဲ့အရှင်ပြေတဲ့ပုဂ္ဂိုလ်ဆိုတာ၃မျိုး၃စားပဲရှိတယ်နံပါတ်1တစ်မျိုးကတော့မိဘတွေဟာတကယ်ကိုချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးဆိုရင်အဲ့ဒီမိဘတွေရဲ့ချမ်းသာတဲ့အရှင်အဝါတွေကြောင့်နော်ဒါမှမဟုတ်လို့ရှင်လည်းမိဘတွေကအရန်ကိုပညာတတ်တဲ့အတွက်ကြောင့်မလို့ပညာတတ်ဆရာသမားတွေရဲ့သားသမီးဖြစ်တဲ့အတွက်ကြောင့်မလို့လေလူအများကချစ်ခင်တယ်နှစ်သက်တယ်တန်ဖိုးထားတယ်လေးစားတယ်ဒါကမိဘတွေ background တွေရဲ့အရှင်အဝါတွေကြောင့်အချစ်ခံရတဲ့အဓိပ္ပာယ်အနေထားနောက်တစ်မျိုးကကြတော့ဗာလဲဆိုအယံချောလို့အယံလှလို့ရုပ်ပိုင်းဆိုင်ရာထူးချွန်လို့ရုပ်ပိုင်းဆိုင်ရာချောမောလှပတဲ့အတွက်ကြောင့်မလို့အချစ်ခံရတာဖြစ်တယ်အင်တော်ကြီးတွေကံကောင်းတာဖြစ်တယ်ဒါကသူ့ရဲ့ကံကောင်းထောင်းမှမှုဖြစ်တယ်နော်ဒါရုပ်ပိုင်းဆိုင်ရာချောမောလှပမှုကြောင့်လူချစ်လူခင်များတာအင်တော်ကြီးတွေကံကောင်းတာငွေကြီးနဲ့ပတ်သက်လာရင်ရှယ်ရောက်ဖွေရလွယ်ကူတာဒီပိုင်းတစ်ပိုင်းရှိနောက်တတိယတစ်ခုကဘာလဲဆိုတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ကရုပ်ပိုင်းဆိုင်ရာလည်းမထူကြဘူးမိဘတိုင်ဝမ်တွေလည်းထောက်ပံ့နေမရှိဘူးနောက်က background လည်းမရှိဘူးဒါပေမဲ့လို့အဲ့ဒီပုဂ္ဂိုလ်မှာထူးခြားခြားအသိပညာအတတ်ပညာတွေပြည့်ပြည့်ဝဝကြွကြွဝဝရှိတယ်ဆိုရင်လည်းပဲလူချစ်လူခင်များတယ်ငွေကြီးနဲ့ပတ်သက်ပြီးရှယ်ရောက်ဖွေရလွယ်ကူတယ်နော်ပြီးသွားတဲ့အခါကျအိမ်တော်ကြီးတွေကံကောင်းတယ်အဲ့ဒီကမှာကံကောင်းဆုံးပုဂ္ဂိုလ်ပြောပါဆိုရင်မိဘတိုင်ဝမ်လည်းပြည့်စုံတယ်သူကိုယ်တိုင်ကလည်းရုပ်ပိုင်းဆိုင်ရာတွေချောမောတယ်ပညာလည်းအထူးကိုတက်တယ်အသိပညာကိုတက်ပညာနှမျိုးစလုံးကိုထူးချွန်တယ်ဆိုတော့အဲ့ပုဂ္ဂိုလ်ကအဓိပတိပေါ့ဆိုတော့ကျမကလေဘယ်ဇာတာမို့လို့အချစ်မခံရဘူးကျွန်တော်ကလေဘယ်ဇာတာမို့လို့အဆင်မပြေတော့ကျွန်တော်ကဘယ်ဇာတာမို့လို့ကံမကောင်းတာဆိုတာမျိုးတွေချက်ဆိုတော့ကျွန်တော်ပြောသွားပေးတယ်ကိုယ့်ရဲ့ဘဝအခြေအနေကိုကိုယ်တိုင်သိပြီးသွားတဲ့အခါမှာကိုယ်မှာဘာလိုနေတာလဲလိုနေတာကိုဖြည့်ပို့တယ်ဘာတွေပို့နေလဲပို့နေတဲ့ဟာတွေကိုနှုတ်အဲ့လိုမျိုးနဲ့သွားမယ်ဆိုရင်ဘဝမှာဗျာခင်ဗျားတို့ကျွန်တော်တို့အချစ်မခံရဘူးလို့အိမ်တော်ကြီးကံမကောင်းဘူးလို့ငွေကြီးပိုင်းဆယ်ရံနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ဒါမပြည့်စုံမှုဆိုတာတွေကမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ကတော့ယုံကြည်ထားတာဖြစ်တယ်။ဘာကြောင့်လဲလို့ပြောတဲ့အခါကျလို့ရှိရင်ကျွန်တော်ကလုံးဝ0ဘဝကနေပြီးတော့လာခဲ့တဲ့ပုံကိုဖြစ်တယ်။ကုန်းကောက်စရာမရှိတော့အောင်အိတ်စရာမရှိလို့လမ်းဘေးမှာထိုင်းနိုင်ငံမှာလမ်းဘေးမှာအိတ်ခဲ့ရတဲ့ဘဝမှာဖြစ်တန်းလာခဲ့တဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မှကံမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ညံကောင်းအောင်ကြိုးစားအထုတ်မယ်။ဟုတ်ပြီညံလည်းမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဝရိယကိုအထူးသဖြင့်အစာပေါင်းမြောက်များစွာ100%ရဲ့ဟိုဘက်ကိုကြော်တဲ့အဆင့်တွေတောင်ကျွန်တော်ထားပြီးကြိုးစားအထုတ်မယ်။ဘာလို့မပြည့်စုံအောင်ပါလဲဗျာ။